မင်္ဂလာပါဒီဟင်းလေးချက်ဖို့အတွက်စီလေးအနှင်းငယ်ပို့သုံးပေးပါကြက်သွန်ဖြူကိုကျွန်တော်အရင်စီတက်ထားပါတယ်ပြီးသွားရင်တော့ကြက်သွန်နီပပလှီးထားတာကိုထည့်ထားပါတယ်ဗီဒီယိုလေးမှာအနှဲငယ်လှုပ်ရမ်းနိုင်ပါတယ်ကျွန်တော်တယောက်တည်းရိုက်ရင်းနဲ့ချက်ရင်းနဲ့လုပ်နေရဖြစ်တဲ့အတွက်နည်းနည်းလှုပ်ခတ်မှုလေးတွေရှိနိုင်ပါတယ်စနွှင်းမုတ်လေးအနှဲငယ်ထည့်ပေးပါငပိစိမ့်သားကိုထည့်ပေးပါပြီးသွားရင်တော့ငရုတ်သီးစိမ့်ကိုကျွန်တော်ဆက်နဲ့ကြိတ်ထားပါတယ်ဆက်နဲ့ကြိတ်ထားတာကပို့ပြီးတော့အဆင်ပြေပါတယ်ထည့်ပြီးတော့စီတက်သွားပေးပါငရုတ်သီးစိမ့်နဲ့ပျောက်သွားတဲ့အထိအောင်ကျွန်တော်တို့စီသက်ပေးသွားပါမယ်။ကြာကြာလေးထားခံအောင်ဖြစ်တဲ့အတွက်ကျွန်တော်စီလေးအနှင်းငယ်ပို့သုံးထားခြင်းဖြစ်ပါတယ်။ငရုတ်သီးစိမ့်အနံပျောက်သွားပြီဆိုတာနဲ့ကြက်ဥကိုအခုလိုမျိုးတစ်ခါတည်းရောမှုရသွားပါ။လုံးဝမရက်ဖက်နဲ့တစ်ခါတည်းငရုတ်သီးနဲ့ကြက်ဥနဲ့တသားတည်းဖြစ်သွားတဲ့အထိအောင်မှုပေးသွားပါ။အရသာအတွက်ချုံမှုအနှင်းငယ်နဲ့အရသာမှုအနှင်းငယ်ထည့်ထားပါတယ်။ငရုတ်ကောင်းမုံလေးထည့်ပေးပါကျွန်တော်ငရုတ်ကောင်းမုံထည့်လိုက်တာမရိုက်လိမ့်မိတဲ့အတွက်ငရုတ်ကောင်းမုံလေးထည့်ပေးပါဟင်းချက်လေးတွေအပြင်ထိုင်းမှာကျွန်တော်စေးရုံစကပ်ပြန်နဲ့တခြားလုပ်ငန်းလေးလုပ်ကိုင်တဲ့အတွက်ထိုင်းနဲ့ဆိုင်ရာကိစ္စလေးတွေလာရောက်ဆက်သွယ်မေးမြန်းလို့ရပါတယ်။ငရုတ်သီးစိမ့်နဲ့အခုလိုမျိုးကြက်ဥနဲ့ကိုတသားတဲ့အနှစ်ဖြစ်သွားတဲ့အထီအောင်ကျွန်တော်မီနင်းနေလေးနဲ့တည်သွားပါတယ်။လုံးဝကိုဗိုက်မနာပါဘူး။ငရုတ်သီးအစိမ့်အဆက်ကိုတုံးထားပေမဲ့လည်းကျွန်တော်တို့ကြက်ဥနဲ့တွေ့သွားတဲ့အခါမှာငရုတ်သီးစိမ့်ကအရင်မဆက်တော့ပါဘူး။အခုလိုမျိုးကြကြလေးနဲ့အခုချက်တလိုမျိုးလေးချက်ထားရင်တော့ကျွန်တော်တို့တာရှည်လဲအထားခံပါတယ်အစားခံပါတယ်တော်တော်လေးလဲဟင်းမိန်နဲ့ဟင်းတစ်ခွက်ဖြစ်တဲ့အတွက်အားလုံးအခုလိုမျိုးမချက်စားဘူးဆိုရင်ချက်စားကြည့်ပါကျွန်တော်တို့အများဆုံးချက်စားနေတာပစွန်ကြောင်းနယ်ပဲဖြစ်တဲ့အတွက်